ဖလန်းမြို့အနီးစွန်ဟရန်ရွာမှာတိုက်ပွဲပြင်းထန်ဖြစ်ခဲ့ပါတယ်။ဒီဇင်ဘာ12ရက်နေ့တရင်ကတော့မြန်မာတပ်မတော်ကဖလန်းမြို့နယ်ပါဝင်ချင်းပြည်မြောက်ပိုင်းကိုနိုဝင်ဘာလဆန်းကထိုးစစ်ဆင်လာတာကိုချင်းပြည်ကောင်စီချင်းညီနောင်စတဲ့ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့မဟာမိတ်တွေကပူးပေါင်းခုခံလျက်ရှိရာမနေ့ကဒီဇင်ဘာ17ရက်မှာဖလန်းမြို့နယ်စွန်ဟရန်ရွာမှာတိုက်ပွဲပြင်းထန်ခဲ့တာပါ။မနက်9နာရီကနေစတင်တိုက်ပွဲဖြစ်ခဲ့ရာညနေ9နာရီထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့နိုင်ကျုံကင်းကပြောပါတယ်။တိုက်ပွဲထဲမှာနှစ်ဖက်ကြရှုံးတာတော့တော်တော်လေးများတယ်ဒဏ်ရာရတာလည်းတော်တော်များတယ်အရာရှိတွေရောပြင်းထန်ဒဏ်ရာရတဲ့ဟာတွေရှိတယ်တက်မှ89က3ပန်းတူကိုလည်းကျွန်တော်တို့ဖမ်းနိုင်တယ်ပေါ့လို့နိုင်ကျုံကန်းကပြောပါတယ်စစ်တပ်ဘက်ကလည်းလေကြောင်းပစ်ကူပေးတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့အတိပေးပါတယ်မနေ့ကတိုက်ပွဲမှာဝိုင်တွဲလေရင်နဲ့ဘုံ56လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့တိုက်လေရင်နှစ်စီးနဲ့လည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းပြောပါတယ်ပြင်းထန်တဲ့တိုက်ပွဲကိုမနေ့ကတောက်လျှောက်ဖြစ်လာတော့ဒီနေ့လဲဆက်လက်တိုက်ပွဲပြင်းထန်နိုင်တဲ့အခြေအနေမျိုးတော့ရှိတယ်လို့နိုင်ကျုံကင်းကပြောပါတယ်ချင်းပြည်ကောင်စီအဖွဲ့ဝင်တပ်ဖွဲ့တွေနဲ့မဟာမိတ်တွေမိဖက်အဖွဲ့အစည်းတွေဟာချင်းပြည်နယ်နဲ့စစ်ကိုင်းမကွေးဒေသတွေကိုထိုးစစ်ဆင်လာတဲ့မြန်မာတပ်မတော်ကိုတိုက်ခိုက်လျက်ရှိရာနိုဝင်ဘာလတိုက်ပွဲတွေမှာလည်းအပြင်းထန်ခုခံထားတယ်လို့သိရပါတယ်ချင်းပြည်ကောင်စီရဲ့ချင်းလဲအစိုးရတပ်ဖွဲ့စစ်ကြောင်းတနက်စစ်ကြောင်းနှစ်တို့ကမဟာမိတ်တွေနဲ့ပေါင်းပြီးကလေးနဲ့ကန့်ကော်ကြားဖလန်းနဲ့ဝေဘူးလအကြားတီးတိမ်နဲ့ခိုင်ကဲမြို့ကြားကမြန်မာစစ်တပ်တွေကိုတိုက်ခိုက်ခဲ့တာလို့အတိပေးထားပါတယ်အဲ့ဒီတိုက်ပွဲတွေမှာအရာရှိပါဝင်စစ်သား100ကျော်ကိုချေမှုန်းနိုင်ခဲ့ကြောင်းချင်းပြည်ကောင်စီကအတိပေးထားပြီးချင်းတော်လန်ရေးရဲဘော်တွေလည်းကြာဆုံးထိခိုက်မှုတွေရှိခဲ့ကြောင်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လန်ရေးတပ်အချို့ကတိပေးထားပါတယ်ဒီဇင်ဘာ12ရက်နေ့တရင်ကတော့စစ်ကိုင်းတိုင်းရွှေဘုံမြို့နယ်မှာမြန်မာတပ်မတော်နဲ့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်ဒီဇင်ဘာ17ရက်ညနေ4နာရီခန့်ကရွှေဘုံမြို့နယ်ညက်ကျေးရွာနဲ့ကင်းမြကျေးရွာတို့နဲ့နေမြေချင်းထိစပ်နေတဲ့မြင်းချင်းပြူစောတိရွာစည်းကုန်းလေးပြူစောတိရွာတို့ကစစ်သားနဲ့ပြူစောတိတွေကစပားရေးဆက်နှစ်စီးလာရောက်ယူဆောင်ခြင်းရွှေဘုံမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့နဲ့နေမြေကန်ပကဖတို့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲချိန်တနာရီကျော်ကြာခဲ့ကြောင်းရွှေဘုံပကဖတာဝန်ရှိသူတို့ကပြောပါတယ်။ဒါအပြင်စစ်တပ်ကတင်သွားတဲ့စပားရေးဆက်နှစ်စီးနဲ့တစီးနဲ့ဘေးရွယ်တစီးဆိုင်ကယ်တွေကိုပြန်လည်ရရှိခဲ့ပြီးပိုင်ရှင်တွေစီပြန်အပ်ခဲ့တယ်လို့ရွှေဘုံပကဖကပြောပါတယ်။စပားရေးတင်းချိန်တိုင်းစပားရေးဆက်တွေနဲ့စပားတွေကိုလာရောက်ယူလို့ရှိကြောင်းဒေတာခံတွေစီကသိရပါတယ်